ဒါရီကတကယ်ဖြစ်နေရဲ့အချိန်တွေပဲလေ နော်စိန်ခေါ်နေရ ကိုဒီအချိန်လေးတီးခတ်ခဲ့တာတော်လွန်နေပြီနော်အဲ့ကောဒီလိုရတာမရှိတဲ့ကော်ဖီနေကငါ့ကိုတိုက်နေဟမ်ဒီလိုမိမမျိုးပါဒီရုံးမှာဘလို့မှရှိမနေဂျာရီရဲ့ကိုတောင်းမှပါလေနော်ကိုအတိတ်ပြောင်းပေးမယ်လေနော် ချက်ချင်းဒူးထောက်ပြီးတော့အဲ့ဒီဟာကိုလုံးတုတ်လိုက်တုတ်လေကွာလုံးထွက်ချင်နေရ你我估计前先啊！你为我找，你都来找的。ဒါရီကတကယ်ဖြစ်နေရဲ့အချိန်တွေပဲလေရှင်ဖုံးကွယ်ထားတယ်ကုန်းပါ စိန်ခေါ်နေရလားဟမ်ဒီရုံးမှာဟာတူလဲဆိုတာမင်းနဲ့ ရှင်ဘသူလဲဆိုတာထက်ရှင်ဘာလုပ်ခဲ့လဲဆိုတာကိုရေးကြည့်ကိုဒီအချိန်လေးတီးခတ်ခဲ့တာတော်လွန်နေပြီနော်လောက်ထွက်ချင်နေရလားဟမ်ခုချက်ချင်းထွက်ပါ သွားမှာပါဒါပေမဲ့ကိုတယောက်ထဲတော့မဟုတ်ရှင်ရဲ့အရှုပ်ထုတ်တွေအကုန်လုံးခုမှကြံခဲ့မှာမဟုတ်နော်ဖြတ်ပြီးနေတာကိုပြစ်လာပုံချမယ်လေဟာမင်းတော့ပဲရပါငေါ့ပြီလား နေပါဦးအေးစေးပေါ့ရှင်ဖြစ်စီလိုက်တဲ့ဒေတာတွေကိုကျမကိုယ်ရပြဆက်ထားရတယ်ငါဘောဖြတ်စည်းနေရလား No ကျမအောင်ဖြတ်စီဘူးရှင်ကိုယ်တိုင်ပဲရှင်းမအောင်ဖြတ်စီနေတာကိုပြစ်လာပုံချမယ်လေမင်းဘောပျက်စီးခြင်းလို့ရှိရင်အေးစင်းနေလိုက်ရှင်မဝန်ခံဖို့တော့ကြောက်နေရလားဘသူတွေကများရှင်ယုံကြည်သေးတော့လဲရှင်လည်းရောက်လာတော့မှာတော့စောင့်ကြည့်နေလားသူထွက်သွားပြီတေချာလက်ဆက်တက်လိုက်တော့ရှင်ခုရည်ကြီးအပိုးမကြိုသေးဘူးပဲမင်းကဘလို့ဖြစ်ပြီးဒီနေအောင်ရောက်သွားတယ်ရှင်ရဲ့နောက်လိုက်တွေကိုမိတ်ပေးလို့မရတော့ဘူး။ဟာ။ဘာဖြစ်လို့လဲဆိုတော့ဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌငါဖြစ်နေလို့ပဲ မဖြစ်နိုင်ဒါဘလို့ဖြစ်ပြီးတော့ဖြစ်နိုင်ပါလဲမင်း ရှင်ငွေအလန်းသုံးစားလောက်လို့ပြိုလဲနေတဲ့ဒီကုမ္ပဏီကိုကျမဒီတိုင်းဆုံးဆုံးခံနိုင်ဘူး။ရှင်ကျမကိုနှိပ်စက်ခဲ့တဲ့အချိန်นั้นကျမရှင်ရဲ့အမားတွေကိုစုခဲ့ရတယ်။ကိုမောတတိကျွန်တော်ခွင့်လို့ပါဗျာကျွန်တော်နောက်ဆိုလို့ရှိရင်လေတတိဘာပဲခိုင်းခဲ့ကျွန်တော်အကုန်လုံးလုပ်ပါတုံဝင်အတွက်ကျွန်တော်အသက်ပေးစုပေးပါမယ်ဗျာ ယောက်ျားကြီးကြံမယ်နဲ့အခုမှကြောက်ချေပါပြမယ်နဲ့ကိုကမျက်စက်တက်ပါဦးယောက်
အဲ့ကဲကိုဆွဲထားလိုက်ဒီနေ့ကစပြီးရှင့်ရဲ့ယာတူကဟိုးအောက်ဆုံးမှာ ဟမ်ဒါတော့လုံးနဲ့ကိုကို တိုက်ဆန်းငါနာမည်ကိုခေါ်ပိုင်ခွင့်မရှိဘူးနိရှိမှရက်နေရဒီကုမ္ပဏီရဲ့ဥက္ကဋ္ဌနော်နင်အဲ့လိုကြီးကြီးနင်ခိုးရတဲ့ငွေတွေကိုယော်ပြီးတော့ထောင်ထဲသွားလိုက်ပေါ့နင်သိထားပေါ့လေကိုပြုတ်တိကံကိုထံပြန်လာတက်တယ်တဲ့နင်ရဲ့ငရဲကဒီရုံကမ်းမှာပဲဖြစ်စေရဆိုရွှဲနေရဲ့နေရာတွေကိုပြောင်းတုံးလိုက်